2025 ခုနှစ်ဧပြီလ16 ရက်နေ့သင်္ကြန်အတက်နေ့မြန်မာနိုင်ငံငလျင်ဒေသအတွက်အထူးမိုးလေဝသသတင်းများကိုဆက်လက်လေ့လာတင်ပြမှာဖြစ်ပါတယ်။ဒီကနေ့နေ့လယ်12 နာရီဂျိုရုကတိုင်းတာချက်များနဲ့ပေါ်ထားတဲ့ပုံရပစိဖိတ်ဒေသကလာတဲ့လေစီးကြောင်းဟာထိုင်းပင်လယ်ကွေ့ရတစ်ထိုင်းနိုင်ငံကိုဖြတ်သွားသလိုပဲအိန္ဒိယသမုဒ္ဒရာလေစီးကြောင်းကကိုဘိုးကျွန်းမှာရပ်ဆိုင်းသွားပြီးတော့အိန္ဒိယနိုင်ငံပင်လယ်ကလေတွေအကုန်လုံးဟာဗမာပြည်အလယ်ပိုင်းကိုဖြတ်ဝင်နေတာတွေ့ရပါတယ်ဒီလိုလေစီးကြောင်းကတိုက်ခတ်မှုနဲ့ပယ်ဆောင်လာတဲ့တိမ်ငွေ့တွေအရကျွန်တော်တို့မနေ့6 နာရီမှအခုနေ့လယ်12 နာရီအချိန်အတွင်းမှာကချင်ပြည်နယ်စကိုင်းတိုင်းထက်ပိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်တနင်္သာရီတိုင်းတို့မှာမိုးရွာသွန်းနေတာကိုတွေ့ရှိရပါတယ်။နေ့လယ်12 နာရီမှညနေ6 နာရီအတွင်းမှာလည်းမန္တလေးတိုင်းစကိုင်းတိုင်းအထက်ပိုင်းမှာဆက်လက်ပြီးတော့မိုးပွဲရွာသွန်းသလိုပဲနေပြည်တော်ရဲ့အောက်ဘက်ပဲခူးတိုင်းအထက်ဘက်အေရဝတီတိုင်းရန်ကုန်တိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာဆက်လက်ပြီးတော့မိုးရွာနိုင်ပါတယ်။အဲ့ဒီထဲမှာတနင်္သာရီတိုင်းထဲမှာဆိုရင်နေရာကွက်ပြီးတော့မိုးကြီးနိုင်တာတွေ့ရပါတယ်။ညနေ6 နာရီမှည12 နာရီအတွင်းမိုးရတဲ့နိုင်တဲ့နေရာတွေလေ့လာတဲ့အခါမှာရခိုင်ပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ကချင်ပြည်နယ်တို့မှာမိုးရွာသွန်းနေတယ်လို့ပဲနေပြည်တော်စစ်တောင်းမြဝအေရဝတီတိုင်းမကွေးတိုင်းအောက်ပိုင်းပဲခူးတိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာဆက်လက်ပြီးတော့မိုးရွာနိုင်ပါတယ်တချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တာကိုကျွန်တော်တို့သတိပေးပြရတယ်18 ရက်နေ့ရောက်တဲ့အခါမှာလည်းကချင်ပြည်နယ်စကိုင်းတိုင်းထက်ပိုင်းမန္တလေးတိုင်းမှာလည်းနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်ချင်းပြည်နယ်မှာလည်းမိုးဆက်လက်ရွာသွန်းမှာဖြစ်ပါတယ်အထူးသဖြင့်စပားရိတ်သိမ်းနေတဲ့အေရဝတီတိုင်းမှာမိုးတော်တော်များများရွာနိုင်တဲ့အတွက်ကြောင့်မလို့မိမိတို့ရိတ်သိမ်းထားတဲ့စပားတွေကိုပုံမိုးဂယူဆိုင်ဖို့အတိပေးလိုပါတယ်ထို့အတူရန်ကုန်တိုင်းပဲခူးတိုင်းမှာလည်းဆက်လက်ရွာသွန်းနေသလိုကရင်ပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပြီးတော့အခြားမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းမှာဆက်လက်မိုးရွာမှာဖြစ်ပါတယ်လာမယ့်18 ရက်နေ့မှာလည်းစကိုင်းတိုင်းမန္တလေးတိုင်းမှာနေရာကွက်ပြီးတော့မိုးများသလိုပဲမကွေးတိုင်းအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ဘက်မှာဆက်လက်ပြီးတော့မိုးရွာသွန်းမှာဖြစ်ပါတယ်ထို့အတူမြန်မာပြည်အလယ်ပိုင်းအောက်ဘက်ဖြစ်တဲ့နေပြည်တော်ကနေစပြီးတော့စစ်တောင်းမြဝတစ်လျှောက်မြန်မာပြည်အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်တနင်္သာရီတိုင်းမွန်ပြည်နယ်တို့မှာလည်းဆက်လက်မိုးများမှာဖြစ်ပါတယ်ကျွန်တော်တို့ကရင်ပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်လာမယ့်19 ရက်နေ့မှာတော့မန္တလေးတိုင်းထဲမှာဆက်လက်ပြီးတော့မိုးပွဲဆက်ကြမှာဖြစ်ပါတယ်ငလျင်ဒေသအတွက်ရက်ရှည်မိုးရွာသွန်းမှုရှိပါတယ်လက်ရှိအနေထားအရကျွန်တော်တို့နောက်ထပ်9 ရက်လောက်မိုးရွာမယ်လို့ခန့်မှန်းထားပါတယ်ကြိုတင်ပြင်ဆင်မှုအတွက်မြေပြင်မှာနေထိုင်တဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ဆက်လက်မျှဝေပေးပါ19 ရက်နေ့မှာရန်ကုန်တိုင်းပဲခူးတိုင်းစစ်တောင်းမြဝမှာဆက်လက်မိုးရွာသွန်းသလိုပဲကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းမှာဆက်လက်ပြီးတော့မိုးရွာရင်းနဲ့ကရင်ပြည်နယ်နေရာဒေသအချို့မှာမိုးကြီးနိုင်ပါတယ်ကျွန်တော်တို့အချက်လက်တွေကိုလူတိုင်းရှိကိုဖြန့်ဝေနိုင်မှုအတွက် Telegram စာမျက်နှာအနေပြီးအတန်ဖိုင်ဖြစ်လဲကျွန်တော်တို့တင်ပြထားပါတယ်အောက်မှာရှိပါတယ်ကျွန်တော်တို့ရဲ့သတိပေးချက်တွေဟာငလျင်ဒေသမှာရှိတဲ့လူသားပြည်သူများနဲ့စိုက်ပျိုးရေးလုပ်နေကြတဲ့တောင်သူဦးကြီးများတဲ့ရည်ရွယ်ထားတဲ့အတွက်ကြောင့်မလို့မိမိတို့လုပ်ငန်းတူမိတ်ဆွေများကိုလည်းဆက်လက်ပြီးတော့မျှဝေပြီးတော့အတည်ပြုလိုက်ကြပါလို့မြစ်လိုက်ရခံပါတယ်ကျေးဇူးတင်ပါတယ်